အလူရှင်များလူနေကြရရဲ့အကြဝကောင်းနေပြီးဒီမှာတောကမင်းရဲ့အဆက်တွေရဲ့လူအောင်မေ့ရတယ်စီရောတဲ့တញ្ញဉာဏ်ကြဝေရများကမိုးတကြပင်မနေနိုင်ပါကွယ်ကောင်းကြီးရောပါပေးလိုက်နေထင်တယ်အလူငါချောလာရဲ့တော့ကပါလို့မယုံနိုင်တရားကွယ်ညို့ကြီးတို့လည်းမထိုးထားနဲ့ပပဝရီကအမလို့ခေါ်ရမယ်အလူငါချောလာရဲ့တော့ကပါလို့မယုံနိုင်တရားကွယ်ညို့ကြီးတို့လည်းမထိုးထားနဲ့ပပဝရီကအမလို့ခေါ်ရမယ်သူ့ကိုတွေ့ပါမကွယ်မိမလာရွာလေးပါလို့ပသက်ပြာမရေပန်းစားတော့မယ်သူသာအမြဝေလိုက်ရင်သူများနေတဲ့အရင်ဦးအောင်ပါရုခေါ်တော့မုံမရှင်းသုံးွယ်ခေါ်ရမယ်အလူငါချောလာရဲ့တော့ကပါလို့မယုံနိုင်တရားကွယ်မြို့ကြီးသူတွေမချိုးထားနဲ့ပပဝရီကအမလို့ခေါ်ရမယ်သူ့ကိုတွေ့ပါမကွယ်မိမလာရွာလေးပါလို့ပသက်ကမရေပန်းစားတော့မယ်သူသာအမြဝေလိုက်တယ်သူများတွေတဲ့အရင်ကူအောင်ပါရုခေါ်တော့မောင်မရှိသုံးွယ်သူလေးမပိုင်ရင်ပွဲမသိဘူးလို့တရွာလုံးကပြောနေကြတယ်အချောလာလုံးများဒီလိုပဲမှာသူပဲကုနောင်ကိုင်းရမယ်ရွာရင်မျက်နှာဖုံးခမိတ်ခုံးကလေးနဲ့ကြည့်ကြရကောင်းလို့သူ့ကိုရွယ်လို့ွယ်မချင်းနေတယ်လို့သူမြင်ပါတယ်အသားလေးပြူရုံဖွေးလို့ချစ်စရာကောင်းလို့ရဲ့ခပဲရမဲ့လေးနဲ့ကွယ်မထိုင်ကလေးလာတယ်အသားလေးပြူရုံဖွေးလို့ချစ်စရာကောင်းလို့ရဲ့ခပဲရမဲ့ကလေးနဲ့ကွယ်မထိုင်လေးလာတယ်မိဘတို့ပြောတာမောင်တောင်းယူရမယ်ညစ်ပင်မှာသူ့ရဲ့ချစ်ရဲ့အိမ်မပြန်ခင်နှုတ်ဆက်ရအောင်မယ်မထိုးသလားကွယ်စကားလေးတစ်ခုတော့ပြောရင်ပါလေဟာဒီအိမ်မှာလူရမျိုးလူအချိန်တန်းအရွယ်ရောက်ရင်ကျောင်းတက္ကမကြီးလို့အများကခေါ်တာမကြိုက်ဘူးလားကွယ်မောင်တော်ကိုပြောရရင်တော့မင်းနဲ့တူတူရမ်းရတယ်ကျောင်းတက္ကမကြီးလို့ရှားကြင်စမ်းပါပြီဒီလိုပြောတာသိမရှိနဲ့ကွယ်စကားပေါက်လို့ပြောမိတယ်ချစ်ရဲ့အလူငါချောလာရဲ့တော့ကပါလို့မယုံနိုင်တရားကွယ်မြို့ကြီးသူတွေမထိုးထားနဲ့ပပဝရီကအမလို့ခေါ်ရမယ်အလူငါချောလာရဲ့တော့ကပါလို့မယုံနိုင်တရားကွယ်မြို့ကြီးသူတွေမထိုးထားနဲ့ပပဝရီကအမလို့ခေါ်ရမယ်သူ့ကိုတွေ့ပါမကွယ်မိမလာရွာလေးပါလို့ပသက်ပြာမရေပန်းစားတော့မယ်သူကအမြဝေလိုက်ရင်သူများတွေတဲ့အရင်ကူအောင်ပါရုခေါ်တော့မောင်မရှိသုံး